Audience. Where is recording bell อ่ะพี่สิเปลี่ยนจากว่ะโอเคနော် Okay so တော့ဒီနေ့ပေါ့နော် speaking လေးလုပ်မယ်ပေါ့နော်သင်တန်းလည်းပြီးကန်နေပြီဆိုတော့ကိုကပြောကိုအကြောင်းလေးကိုပေါ့နော်ပြောကြည့်ကြမှာပေါ့နော်အဲ့တော့ဒါကကြတော့ရွေးချယ်တဲ့ဟာလေးဥပမာဆို coffee or tea coffee လား tea လားဒါဆိုရင်ကိုက coffee ဆိုလို့ရှိရင်ကိုက coffee ကိုဘာဖြစ်လို့ကြိုက်တာလဲစဉ်းစားထားပြီပေါ့နော်အဲ့ဒါလေးကိုအစဉ်ပြေလို့ပြောမယ်နောက်တစ်ခါကျတော့ early bird or night owl တဲ့ early bird ဆိုလို့ရှိရင်တော့ကိုကစောစောထရတာကိုကြိုက်တဲ့သူပေါ့နော် night owl ကကြတော့ညနေအောင်နေရတာကြိုက်တဲ့သူစောစောထရတာကြိုက်တဲ့သူဆိုတာအလုပ်တွေပါရှိရဆိုလို့ရှိရင်လည်းစောစောစီးစီးလောက်ကြတာကြိုက်တဲ့သူဆိုလို့ရှိရင် early bird တင်မှာပါတယ်တကယ်လို့ကိုကအလုပ်တွေပါဆိုညနေတဲ့အထိလုပ်ပြီးတော့မှအိပ်ရတာကြိုက်တယ်ဆိုလို့ရှိရင်တော့ night owl တင်မှာပါတယ်ပေါ့နော်ပြီးသွားရင်နောက်တစ်ခုကကြတော့ cats or dogs အဲ့တော့ကိုကတိရစ္ဆာန်လေးတွေမှာဆိုလို့ရှိရင် cats ရယ် dogs ရယ်မှာဘယ်ဟာကိုပို့ပြီးတော့ကြိုက်လဲပေါ့နော်ပြီးသွားရင်နောက်တစ်ခုကကြတော့ salt or pepper ကဒီနေ့မှာငရုတ်ကောင်းကိုပြောတာအဲ့တော့ salt နဲ့ pepper ဆိုဘယ်ဟာကိုရွေးမလဲပေါ့salt ရွေးဆိုဘာဖြစ်လို့လဲ pepper ရွေးဆိုဘာဖြစ်လို့လဲပြီးသွားရင် pancakes or waffle အဲ့တော့ pancake ရယ် waffle ရယ်မှာဘယ်ဟာကိုပိုကြိုက်လဲပေါ့ pancake လား waffle လားပြီးရင်နောက်တစ်ခုက concert or museum concert ဆိုလို့ရှိရင်ကြတော့တေဂီတာဖျော်ဖြေပွဲတွေပေါ့နော်စိတ်ရှိုးတွေလည်းပါမယ်အဲ့လိုဟာမျိုးပေါ့နော် museum ဆိုရင်တော့အေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့လေးလာတဲ့နေရာပေါ့နောက်တစ်ခုကကြတော့ hotel or Airbnb hotel ဆိုလို့ရှိရင်တော့ကျမတို့ hotel ဆိုလို့ရှိရင်တော့တည်ရတဲ့အတိုင်းပဲဟိုပါပေါ့ဗာလဲfacility တွေပါတယ်အပြည့်အစုံတဲ့ဟာပေါ့နော် Airbnb ဆိုလို့ရှိရင်ကြတော့သူကကြတော့ဘယ်လိုပုံစံလဲဆို Airbnb ဆိုတာ air breakfast and bed လို့ပြောတာ bed က bed ကိုပြောတာအဲ့တော့ကိုကဟိုတယ်မှာတဲချင်တာဒါမှမဟုတ်အိမ်လိုနေရာမျိုးပေါ့တချို့ကြတော့အဲ့လိုကိုယ့်ရဲ့အိမ်ကိုလေပိုင်ရှင်တွေကနေငှားတာရှိတယ်ငှားတယ်ပြီးလို့ရှိရင် तू ကအိပ်ရခင်းနေပြီး breakfast တွေစီစဉ်ပေးရပေါ့နော်အဲ့ဒါမျိုးလားအဲ့ဒါမျိုးကဘယ်ဟာကိုပို့ပြီးတော့ကိုကဟိုဖြစ်လဲပေါ့နော်နောက်တစ်ခုကကြတော့beach or mountains အဲ့တော့ beach ကိုသွားရတာကြိုက်တာလား mountains ကိုတက်ကြတာကြိုက်တာလားပေါ့နော်ဒါကိုယ်စိတ်ကိုပြောတာပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ book or movie အဲ့တော့စာအုပ်ဖတ်ကြတာကြိုက်တာလား movie ကြည့်ရတာကြိုက်တာလား introvert or extrovert ဆိုလို့ရှိရင်ကျတော့ကိုကတယောက်တည်းနေရတဲ့သဘောကျတယ်လူတွေနဲ့အများကြီး socializing လုပ်ရတာမကြိုက်ဘူး introvert ဆိုလို့ရှိရင်ကြတော့အဲ့လိုပုံစံမျိုးဟိုတယောက်တည်းနေရဖို့သဘောကျတယ်အေးအေးဆေးဆေးနေရတယောက်တည်းနေရသဘောကျတယ်ဆိုတာဟိုဘယ်လိုပြောမလဲတခြားသူတွေနဲ့ပေါင်းတဲ့ဆက်ဆံမှုမရှိတာတော့မဟုတ်ဘူးဒါပေမဲ့ तू ကတယောက်တည်းနေရဲ့ပုံစံကို तू ကပိုသဘောကျတာပေါ့နော်ပြီးတော့လို့ရှိရင်တခြားသူတွေနဲ့အရင် socializing တွေအရင်ဖြစ်ပြီးတော့နေရတာမကြိုက်ဘူးလူတွေအများကြီးနဲ့နေရတာမကြိုက်ဘူးအဲ့ဒါမျိုးဆို introvert ပေါ့နော် extrovert ကကြတော့သူကကြတော့အမြဲ socializing လုပ်တယ်တကယ်ချင်းပေါင်းသင်းနေအများကြီးနဲ့အဲ့လိုမျိုးနေရကြိုက်တာကြတော့ extrovert ပေါ့နော်အဲ့တော့ဒီမေခွန်းလေးတွေအတွက်ကိုအဖြေလေးတွေစဉ်းစားထားပြီပေါ့နော်ကျမကြတော့အလှည့်ကျလေးမိမှာပေါ့နော်အလှည့်ကျလေးမိမယ်ကိုလှည့်ရဘယ် question ကြမလဲမသိဘူးပေါ့နော်တယောက်ကို2ခုလောက်တော့ဖြေရမယ်ပေါ့နော်ကျမကိုလည်းကြိုက်တဲ့နောက်ထပ်3ခုပေါ့နော်တယောက်ကိုတစ်ခုစီမေးလို့ရတယ် okay အဲ့လေးကိုစဉ်းစားဖို့အချိန်ပေးပါမယ်ကိုကဘာပဲဘာကိုကြိုက်တာလဲဘာကြောင့်လဲဆိုတာလေးကိုစဉ်းစားထားပေးပါအဲ့တော့ဘာကြောင့်လဲဆိုတာအများကြီးပြောစရာမလိုဘူးတစ်ကြောင်းလောက်ပြောရင်ရပြီเนาะ I will give you I think to all of this question I'll give you 5 minutes to think okay 5 minutes စဉ်းစားဖို့အချိန်ပေးပါမယ်စဉ်းစားကြည့်ပါမယ် Yes, teacher. pepper ဆိုရင် salt ကိုကြိုက်တာလား pepper ကိုကြိုက်တာလားဘာဖြစ်လို့လဲအဲ့လိုเนาะ Okay I'm gonna give you guys 5 minutes Hotel B ဒီမှာဟိုကဘလို့တန်ထွက်တာ Airbnb yeah. BNB APM yes APM yes try လို့မရ
Hello, teacher. Hi. I'm so late. It's okay. You're not so late. We are just starting. ခုမှစတာ Yeah. ဟာတပြည့်တော့ဒီမှာပေါ့နော် question လေးတွေရှိရယ်ဒီ question လေးတွေကိုအမေးဖြေပေါ့နော်ပြောဖို့အတွက်လုပ်နေရပါပေါ့နော်ဒီမှာဆိုရှင်ဦးစင်းကိုတပြည့်တော့နှစ်ခုမေးမယ်ပေါ့နော်ဦးစင်းကဒီဟာကိုရွေးချယ်ရတဲ့အကြောင်းတပြည့်တော့ဦးစင်းကိုကြတော့မေးခွန်းရွေးလိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ဦးစင်းအခုမှရောက်တာဆိုတော့စဉ်းစားရအောင်ပါဆိုရင်ဒီမှာဆိုလို့ရှိရင် beach or mountains ရဲ့ book of movie ရဲ့နှစ်ခုကဦးစင်းအတွက်ပေါ့နော်ဦးစင်းဒီမှာစဉ်းစားကြည့်ပြီးတော့beach နဲ့ mountains မှာဆိုဘယ်ဟာကိုပို့ပြီးတော့သဘောကျလဲဘာဖြစ်လို့လဲဆိုတာလေးစဉ်းစားထားပြီးပါပြီးတော့ book of movie မှာဆိုရင်ဘယ်ဟာကိုပိုသဘောကျလဲဘာဖြစ်လို့လဲဆိုတာလေးစဉ်းစားထားပြီးနော် teacher. ပြီးတော့ဟိုဟာ speaking practice လေးတော့မယ် Okay. Are you ready? Yes, teacher. Okay, let's get started. So I will start with go to the win. Okay, teacher. Okay, so go to the win. Are you okay? Do you like coffee or tea? I like both, teacher. Okay, which one do you like better? If I had choose, I take coffee. Coffee. Okay, why? Yeah. Actually, I didn't know, but I really like coffee. Okay. Then tea. Do you Yeah. like the taste or the smell? Both, teacher. Taste also smell. Okay, great. Thank Yes, you very not much. sweet. Yeah. Okay, and next question. Milan.
Okay, next question is concert or museum? Uh, I like concerts. Okay. Okay, so Yeah. you like Sometimes, yeah? yeah, sometimes I wanna rock. Yeah, that's great. That's great. That's Yes, great. Can like explode your all of the feelings and then stress out. That's great. yes, teacher, yes. Concerts is more comfort, like around our age then. Yes, our stress, pressure, all of them Yeah, be away for a while. That's good. yes. Thank you very much for your answers. And this time is Uzin Waima. Uzin, are you an early bird or night owl? I'm a night out Night owl? Okay. because every almost every night I watch football match. That is why I like night out. Okay. Then Uzin Udama. Oh, sorry. Uzin Waima. That's One good. more question. Salt or pepper? And I like prefer salt to pepper Yes. because every curry needs salt. Yeah, we have the same idea. Yes. This is So it is essential. essential things Yes. for people. Yes, for people. Yes. Thank you very much. And this time, Uzin Udama. Yes, teacher. Mimi, can you study the question? Question လေးကြည့်ထားတော့မင်း Okay, Uzin, are you okay, do you like beach or mountains? Sorry, teacher. This is me. No, it is Uzin Udama. Uzin, Okay. yes. I left the mountains because they are peaceful, beautiful, and perfect for hiking. Yes, perfect for hiking. Yes. Great. Thank you very much. And so, do you like pancakes or waffles? I prefer waffles because they are crunchy on the outside and soft on the inside. Oh yes, it's They crispy hold inside. And several better. yes, Uzin. Yeah, the way you answer are always nice, you know. Yes, it is soft. It is crispy outside and soft inside. Yes, great. Okay, next Uzin.တပည့်တော်လေဦးသိန်းပွဲတော်ခဏမေ့သွားလို့ဗျာတပည့်တော် Shen Sobida. Oh yes အရှင်စောပိတာ So ဦးသိန်းစောပိတာ can you please answer me beach or mountains? These are mountains. I'm very fast on mountain. Yeah, why? Because mountain. Wow, I write the mountains. Every beautiful, so many beautiful. We can see. I can see clearly. Yes. Yes. Yes, Thank that's you. why. So next Yes. one is book or movie? Me. This is me. Yes, you. Book. Book or movie. Book. Why? Because I want to be a poet writer. That's why. Okay. So who's left? No more. Okay, so I would like to welcome one question from one of you, each of you. So Ichika အတန်မကြားရထင်တယ်တမီး Hello Ichika, can you hear me? မကြားလားအတန် microphone ပေါ်မလား
Okay, so while we are waiting for Eche and you can ask me. So I would like to welcome the question from go to Darwin first because I asked him first. I want to know, teacher, are you introvert or extrovert? How do you think? Can you guess me? I didn't. You're introvert. Why? No, just I guess. Yeah, your guess is right actually. Because some people might think me that I'm extrovert because I have to communicate with my students and I have to communicate with a lot of people in my daily life. But Yeah. I'm introvert. I love to communicate with my students, of course, but I don't like to socialize every time. Yes. I just in my free time I just would like to be alone. Hello, Iti. သမီးကြားပြီလား သမီးမေကုန်းလေးဖတ်ထားနော် Hello ဟုတ်ကြပြီ အေးသမီးအဲ့ဒါဆိုဒီထဲဒီမှာရေးထားတဲ့ထဲကမေကုန်းလေးဖတ်ထားနော်ပြီးရင်စဉ်းစားထားနော် ဟုတ် သမီးဟိုဟာမေးမယ်အပေါ်ဆုံးကနှစ်ခုမေးမယ်တစ်ချက်ကြည့်ထားလိုက်နော် ဟုတ်ကဲ့ I am introvert, yes, because in my daily life, I like to be in my free time. I mean, in my free time, I like to be alone, and I Yeah. just only want to think, and I love that moment so much. I don't like to talk with other people. Yes. Yes. I knew it. A lot of around our age people like this. Yes. Wanna be alone. Yeah, I wanna be alone. And some people are extrovert, they like to socialize every day and they would like to Yes. communicate with other people, but I mean I like to communicate, but I don't want to socialize all the time. And plus, if somebody is stranger in the group and I'm not comfortable to stay Yes. with them. Like I'm not comfortable to stay with the strangers. Yeah. To Yes. communicate with a stranger. So I'm introvert. Yes. Yeah. Thank you, teacher. Yes. Thank you so much. And next one, please. Next one. Who's in Wyoming, I guess. Hello, teacher. Are you early bird or night owls? Yeah, it's a very interesting question actually, because when I was young, I used to be night owl, and I stay at late at night, and then I do all of the thing. I study at night like this. But right now, I like the moment of when I little bit like when I closer to 30, and my prefers like favorite things has changed, and I became early bird. I like to wake up in the early morning, and I like to get the fresh air in the morning, and then I would like to wake up early. But for the things I have to do, I usually do at night, because at night you can do it, and if you are not finished, and you can take as much time as you can. But when you are in the morning, you will have like limitation or time. So that's why if I have something to do, I usually do at night. But I am totally early bird right now. Yes. Thank you so much for your question. Thank you for your answer. This time, I think Uzi Odama. Teacher, do you like cats or dog? Why? Oh, that's also the question I want to answer. Cats or dogs, actually, none of them. Some people might think that, many people say that I'm kind. Yes, I'm kind, but I don't like pet animals. I like wild animals. It's like crazy. I like wild animals. I like tigers and I like pandas, like this. So, and Tiger. yeah. Do you like tiger? Yeah, I like tigers and panda. And then I also like dolphins, whales. I like those kinds of animals. And Why do you like tiger? I just,
I like tigers, but I cannot keep them. I cannot keep them in my house, of course, but I like tigers. I feel like I like their energy, you know. They are Yeah. how can I say, they are so brave when it comes to their food and I Yeah. like their energy so much, and they are strong. Yes, that's why. Yeah. Thank you so much for your question. And next one, Usain Zobida. Yes, I want to know teacher what's more prefer coffee or tea? Next one, book or movie? Oh, Please Without that. explain me. okay, What's okay, more prefer? What's more prefer? okay, Like okay. Coffee or tea? Yes, always coffee actually, because I like cafe, going cafe. That's the first point. I like going cafe, and then I like the taste of the coffees better than tea. And the caffeine in the coffee, I like it so much. And then the taste a little bitter, but a little sweet. And the way the smell of the coffee, I like it so much. That's why I drink coffee every day in my daily life. I drink really? coffee. Okay. Next one. Yeah, next one is a book or movie. Actually, I think it's according to my mood. If I am how can I say, I would like to become myself, I usually read the books. And if I would like to be active, motivated, and I watch movie. Yes. So Okay. if somebody asks me which one do you prefer, I like book, but I like book better, because books, if you read books and the thoughts, you know, you can have is like much more than you watch in the movie. So I like book better. Okay. Okay, teacher. Thank you so you much. so much. Okay, you're welcome. Yes. So let me go to lesson. ကပြန်ပြတ်သွားတာလားမီး။အော်အေးဘော9 နာရီဆိုမီးပြတ် Okay, let me go to lesson. Previously, what we do, I think I gave you the homework. Did I give you homework? Oh, တပတ်ကတော့ကလေ lesson ကလေပြီးသွားပြီလို့ထင်တယ်စစ်ဟိုက unit 11လေပြောထင်တာမနော်ဒီချက်တော့ကြည့်လိုက်အောင် birthday တွေအကြောင်းဖတ်ခဲ့ပြီးပြီเนาะအဲ့ဒါပြီးသွားပြီဒါဆိုလို့ရှိရင်ဒီဟာ73သွားမယ်ဒီ PDF လေးတွေကိုပြန်ပေးမယ်ဆိုပြီးတော့မပေးရသေးဘူးဖြစ်နေဒါလေး teacher အဲ့လေးပို့ပေးထားပါ ဟုတ်ကဲ့ဟုတ်ပို့ပေးမယ်ရှင်ဟိုဟာလေး VPN ခန်းကတော့ကွန်ပျူတာအနေပြန်လုံးလို့မရဘူးဆိုတော့လေဟိုဗာလဲတစ်ချက်ဘယ်လိုလုပ်လို့ရမလဲဆိုတာကြည့်ပြီးတော့ပို့ပေးမယ်เนาะ ဟုတ် teacher How do I get there ဒါလေးကအရေးကြီးတယ်ဒါလေးကဘာလဲဆိုတော့ direction တွေမေးတယ် ဘာဖြစ် drive ထဲ ဟုတ် drive ထဲထည့်ပြီးတော့ပဲ drive link share ပေးလိုက်ပြီ ဟုတ်အဲ့ drive link ပဲ share လိုက်တာပိုကောင်းမယ်နော် ဟုတ်တယ်ရှာအဲ့ဒါဆိုရင် drive link ဆိုရင် ချိန် ပြေလောက်လားစင်ပြေဆိုတော့ drive link ပဲ share လိုက် share ကြည့်လိုက်မယ်နော် ဟုတ်ကဲ့ရှင် ဟုတ်အဲ့ဆို drive ထဲဟိုဟာလေးဗာလဲ zip ထုတ်ပြီးတော့ အမေကြားလားအေးချစ်မိပြတ်သွားတယ်နော် ဟုတ်ကြပြီမိုင်း Okay ကဲစမယ်နော် မီးပြတ်သွားလို့စောလာမီးပြတ်သွားလို့ wifi ချိန်နေ ခုနထင်းတော့တင်နေမိပြတ်သွားလားမသိဘူးလို့ပြီးရင်မိဖို့ပြတ်
အခုမေးလိုက်တာကောင်းမလားမသိဘူးခုမေးလိုက်တာကောင်းမှတင်တယ်ခုနကတော့ဘာလဲဒီမေးမယ်ပြောတာ coffee or tea လားဟုတ်တယ်နော် It is so do you like which one do you like better coffee or tea Hello is it Can you unmute your microphone Hello. Yeah Which one do you prefer coffee or tea Coffee. Why Because coffee, I think every coffee Yes every coffee Yes every coffee are sweet, Yes Sweet but I also like tea, but only the bubble tea. Oh Sweet ones you like sweet ones Okay Yes. Okay and are you early bird or night owl Night owl. Totally, yes. Okay, so you do all of your jobs at night more than in the early. You don't like to wake up in the early morning. Yes. Yeah. Okay. Yeah. I study English and Japanese at night Oh. Yeah. because it is more comfortable for me. Yes. Great. Thank you very much. So let me go to unit 13. How do I get there? ဒါ direction ကိုပြောပြမှာဆိုတော့တစ်ချက်တော့လိုက်ကြည့်ပြီเนาะ။ဒါဆို direction တွေကိုပြောပြမှာရပြီးတော့အခါမှာ direction တွေကိုမေးတဲ့ဟာပေါ့เนาะ။ဥပမာလမ်းတွေကိုသွားတဲ့အခါကျရင်ဘယ်လိုသွားရမှာလဲပြီးတဲ့အခါမှာဘယ်လိုdirection ဆိုဘယ်လိုပေးရမှာလဲဒါတွေကိုမေးတာပြီးဖြည့်တဲ့ဟာကိုပြောမယ် unit ပေါ့เนาะ။အဲ့တော့ဒီမှာ word power လေးတစ်ချက်ကြည့်အောင် places to go တဲ့။သွားမယ့်နေရာပေါ့เนาะWhere you can get these things or ဒီဟာတွေကိုဘယ်နေရာမှာရနိုင်လဲတဲ့ match the things with the places အဲ့တော့ things in the places တွေကိုတွေ့မယ် then listen and practice ပြီးရင်နားထောင်ပြီးတော့ practice လုပ်ပါတဲ့ဒါဆိုလို့ရှိရင် A ရပါလဲဆိုတော့okay အဲ့တော့ဒီမှာကသူပြောထားတဲ့နေရာလေးအရင်ကြည့်လိုက်မယ်နော် post office Do you know what is the meaning of post office စာတိုက် yes a drugstore Do you know what is the meaning of drugstore? Season. ဟုတ် Yes ဆေးဆိုင်ကို तू က drugstore pharmacy နှစ်ခုခေါ်တယ်ပေါ့နော်drugstore က American တွေက drugstore လို့ခေါ်တယ် pharmacy ကတော့ pharmacy ရဲ့ပြီး chemist ဆိုတာရှိသေးတယ် chemist 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 ကလည်းဆေးဆိုင်ပဲ pharmacy ကလည်းဆေးဆိုင်ပဲ drugstore ကလည်းဆေးဆိုင်ပဲ तू ကအခေါ်အဝေါ်နိုင်ငံလိုက်ကွာသွားတာပေါ့နော်နောက်တစ်ခုကကျတော့ gas station အဲ့တော့ gas station ဆို gas station ကလည်းအဲ့ဒါ American ခေါ်တာတကယ်တော့တချို့တွေက petrol station လို့ခေါ်တယ် petrol station ကတော့ပုံမှန်ပဲလို့ပြောတယ်ပေါ့နော် petrol station ဆိုလို့ရှိရင်စီဆိုင်ပေါ့ gas station ကလည်းစီဆိုင်ဝဲပြောတာပါအတူတူပဲနော်နောက်တစ်ခုကကျတော့ department store လူတွေတော်များ department store တိတ်မသိကြ department store ကဘာလဲဆိုလို့ရှိရင် तू က department store ကဘာနဲ့တူလဲဆိုလို့ရှိရင်supermarket ဒေသလေးလိုပဲပေါ့နော် तू ကဒါပေမဲ့အဓိကဘာလဲဆို clothing တွေရောင်းတာ clothing တွေ accessories တွေပြီးရင်ဒီခါကျ snacks တွေလည်းရှိတယ်မုတ်တွေလည်းအဲ့လိုမျိုး snacks တွေလည်းရှိတတ်တယ်ပေါ့နော်department store သူအဓိကတော့ clothing တွေ accessory တွေရောင်းတာပေါ့နော်အကြီးအဲ့လိုမျိုးအကြီးရောင်းတာပေါ့အဲ့ဒါမျိုး department store လို့ခေါ်တယ်ပြီးနောက်တစ်ခုက bank ကတော့လူတိုင်းသိပါတယ်နော်ဘဏ်ကိုပြောတာငွေစရင်းစုလို့ရတဲ့ဘဏ်ငွေအဲ့လိုရတဲ့ဘဏ်ပေါ့နော်a bookstore ဆိုတော့စာအုပ်ဆိုင် coffee shop ကိုတချို့တွေက cafe လို့လည်းခေါ်တယ်နော်coffee shop coffee ဆိုင်ပေါ့နော် supermarket ကတော့များသောအားဖြင့်ကို daily သုံးတဲ့ groceries တွေပေါ့ groceries ဆိုတာကဘယ်လိုလဲဆိုရင်ပေါင်မုတ်တို့ coffee တို့အဲ့လိုပေါ့နော် daily နေ့စဉ်သုံးလို့ရနေ့စဉ်စားတဲ့အစားအသောက်တွေကိုအဓိကရောင်းပြီးတော့မှတခြား clothing တွေပါလည်းရောင်းတာ supermarket okay ဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီမှာကြည့်မယ်ပေါ့နော် so where do we get the backpack the answer is already given from department store ခုနပြောရပေါ့နော် accessory တွေ clothing တွေပေးရတာပေါ့နော်
So where can we buy cold medicine? Cold medicine. Cold medicine Drugstore. ဝယ်လို့ရ Yes, drugstore ပြီနော် drugstore ဝယ်လို့ရတယ် Where can we where can we make a debit card? Debit card. Where can we make a debit card? market Bank. Okay. ဟော At the bank. At that. Yes, at the bank. And next one, where can we buy eggs? supermarket Yes, from the Supermarket. supermarket. From the supermarket. Yes. Supermarket. And espresso? coffee Coffee shop shop. Yes, coffee shop, of course. So I know like most of you like coffee. Do you like espresso? No. Yes, I don't like expensive. You don't like Because maybe it's so a like Yeah, Yes. espresso is so strong, right? So strong. yes. Yeah, I know AT you won't definitely like espresso, of course, so strong and bitter. And next one, gasoline. Gas station. Yes, gas station, yes. And magazine. Bookstore. Bookstore. so Yes. Magazine is from where? Oh, bookstore. Yes, stamps. တစ်စိတ်ကောင်းနေ Post office. Post office. အခုခေတ်ကလေးတွေလေ stamp မသိတော့ဘူးဒီမြန်မာပြည်ကဆို stamp Post ဆိုရင်မသိဘူးဘာလို့ဆိုတော့ဒီမှာစာပို့တာတွေဘာတွေကမရှိတော့ဘူးလေစာနဲ့ဟိုစာတိုင်းနဲ့ပစ္စည်းပို့တာတွေကမရှိတော့ဘူးအဲ့ခါကျတော့သူတို့မသိတော့ဒါကတော့ stamps ကတော့စာ post office ကပေါ့နော် Okay ဒါဆိုလို့ရှိရင်တစ်ခုလောက်ထပ်ပြီးစဉ်းစားပေးပါဦးတယောက်ကိုတစ်ခုပဲဘာလဲဆိုရင် what else can we do in those things အဲ့တော့ဒီမှာဘာတွေထပ်လုပ်လို့ရသေးလဲပေါ့နော်ရသေးလဲဆိုတော့ဘာစဉ်းစားထားပေးရမှာကမမြင်တဲ့ဥစ္စာအချင်းပြောလိုက်မယ်နော် post office မှာဆိုလို့ရှိရင် stamps တွေအပြင်ဝယ်လို့ရတဲ့အပြင်ဘာတွေလုပ်လို့ရလဲပေါ့နော် post office တော့ကိုဦးစင်းဝိုင်မှာစဉ်းစားပေးပါပြီးသွားလို့ရှိရင်ကိုတိုးတက်ဝင်ရကြတော့ department store မှာဘာတွေထည့်ရနိုင်လဲစဉ်းစားထားမယ်ကိုတိုးတက်ဝင်ဒါကြောင့်ဦးစင်းဝိုင်မှာ and then next one ဦးစင်းဥဒ္ဓမနော်ဦးစင်းဥဒ္ဓမကြတော့ supermarket တွေမှာဘာတွေဝယ်လို့ရလဲဆိုတာစဉ်းစားထားပေးပါနောက်တစ်ခုကကြတော့ဦးစင်းသောပိတာကကြတော့ bookstore မှာsorry cafe ပေါ့နော် coffee shop မှာဘာတွေထပ်ပြီးတော့လုပ်လို့ရသေးလဲအဲ့လေးတစ်ချက်စဉ်းစားထားပေးပါ ဟုတ်တယ် and H သမီး H ကကြတော့ drug store မှာဘာတွေထပ်ဝယ်လို့ရသေးလဲစဉ်းစားထားပေးပါဘာတွေလုပ်လို့ရလဲနော် Okay so I will give you 1 minute to think about that then we will start Okay we're gonna start hello H you ready
Hello, is it? You ready? Is it can you unmute your microphone? Microphone လေးဖွင့်လို့ရမလား? Oh. Okay. So ဒီတစ်ခါဦးစစ်စောပိတ You ready? Yeah, teacher. Okay, so what else can we buy from the coffee shop? Yes, I arrived at the coffee shops. I read this. I read the post. First one, we can read the post. Second one, Menu? we can see it. What? Oh, you can read the book. Okay. Yes. We can read the book. Second one, we can see the beautiful view. Okay. The And- last one, we Yeah. can use that's the last one. Okay. That one or the last one, we can use our computer. Okay. And what can we buy? ဝယ်လို့ရတာရော? Well, we can find bread Yes. or something Hello. food. Yes. Hello သမီးရေ ဟုတ် Hello. Hello. ထိုင်ချအောင် Okay, Uzin, thank you very much. So Yes. it's your turn. What else can we buy from a drugstore? What else can we buy from the drugstore? So buy ဝယ်လို့ရသေးလဲ drugstore ကနေ And I think skincare product or hair care product like that. Yes, great. Skincare products or hair care product. Yes. And And yeah. And body lotion. yeah, such as body lotion. Like these are skincare products. Yes. Okay. And I think Yeah. we also can buy ဘယ်လိုပြောအောင်လဲဟိုလေဟာလေဆေးထိုးအပ်တို့အဲ့လိုမျိုးဟာလေးကြာ Oh, okay. The meds, how can I say is clinic appliance, clinic, the products, I think products for clinics. Yes, it's like, yes like that. okay. Yeah, we can buy lots of things concerned with medicine, of course. Thank you very much. And next one is Kodu Dawin. Yes, teacher. Okay, so what else can we, okay, can we buy from a department store? Yes, we can buy clothing, shoes, Yes. like every kind of accessory for our daily life, like watch. Yes, Yeah. makeup like Yeah. this too. Yes, Yes, home appliance also. yes. Yes, Thank you very much. that's all. Yes, thank you. And Uzin, Uzin. So what can we do at the post office? We can send Yeah, we can send. receipt and deliver Yes. letter, Yeah. package and Yes. important document. Yes. Thank you very much. Uzin Oduma. Yes. Can you tell me what else can we buy from supermarket? Yes, teacher. We can get many different things at a supermarket. Rich noodles or salt, Yes. egg, milk, And sugar, or sugar? and sugar extra. Yes. Thank you, Uzin. Yes, you all questions are correct and great. Thank you very much. Now we are going to next page. Listening. Okay, listening little, no? I can't find my cell phone. Cell phone ရှာမတွေ့ဘူးတဲ့ So Vanessa is looking for her cell phone with her friend Tom. And what does Tom need? Tom ဘာလိုအပ်လဲ
Where is he going to get the things? Complete the chart. So Vanessa နဲ့သူ့ရဲ့တငယ်ချင်း Tom နဲ့က cell phone ကြည့်နေကြတာကြည့်နေကြရင်ထဲမှာTom ကဘာတွေလိုအပ်တာလဲပေါ့နော်သူဝယ်ဖို့ဘာတွေလိုအပ်တာလဲသူဘယ်ကိုသွားဝယ်ရမှာလဲအဲ့ဒါကြောင့်ဖြေမှာတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင် like there are two columns the first column ပထမ column မှာဘာဖြေရမှာလဲဆိုရင် what does Tom need Tom ဘာတွေလိုအပ်တာလဲဖြေမယ် and then in the second column you have to fill where is he going to get it သူဘယ်နေရာမှာအဲ့ဒါတွေကိုဝယ်မှာလဲပေါ့နော်အဲ့ဒါလေးကိုနားထောင်ကြည့်မယ်နော် let's go to the listening Exercise 2. Listening. I can't find my cell phone. Part A. Vanessa is looking for her cell phone with her friend Tom. What does Tom need? Where is he going to get the things? Complete the chart. 1. Hi, Vanessa. What's the matter? I can't find my cell phone. That's too bad. What are you gonna do? Well, first, I'm gonna go back to the bookstore. Maybe it's there. Great. I'll go with you. Why? Do you need a book? No, but I'm gonna buy some magazines. 2. They don't have my phone. This is terrible. Where are you gonna look next? The post office? No, I'm gonna go to the drugstore. I hope it's there. Oh, cool. I'll go with you again. I need some ice packs for my elbow. Okay, let's go. 3. So, do you have it? No, it's not here. I'm really worried now. Let's see. What about the supermarket? Do you think it's there? No, I never go shopping there. But maybe it's at the department store. I'm gonna go there next. Can I come too? You're really nice, Tom, but I can go alone. No, really, I want to go. I need a new coat. 4. So, do you have your phone? No, I don't. I'm gonna ask at the coffee shop and then go home, because... What's that? Oh, it's my cell phone. It's here in one of my shopping bags under a sweater. That's wonderful. So, you're not going to the coffee shop then? Well, no. I have my phone now, so I can go home. Okay. I think I'll go to the coffee shop anyway. I really need a cup of coffee. You know what? I'll go with you. Okay would you like to listen one more time တစ်ခါတော့ပြန်နားထောင်မလား Yes. Yeah. Okay တစ်ခါတော့ပြန်နားထောင်မယ်နော် For those who already got the answer please check your answer အဲ့တော့ခုနကတော့နားထောင်ပြီးတော့ဖြေအကုန်ရသွားပြီဆိုလို့ရှိရင်တစ်ချက်လောက်ပြန်ပြီးတော့ check လုပ်ကြည့်ပေးပါနော်သူတို့အတန်ဘယ်လိုထွက်သွားလဲသူတို့စကားလေးဘယ်လိုပြောလဲအဲ့ဒါလေးပြန်နားထောင်ပေးပါ Page 87. Exercise 2. Listening. I can't find my cell phone. Part A. Vanessa is looking for her cell phone with her friend Tom. What does Tom need? Where is he going to get the things? Complete the chart. 1. Hi, Vanessa. What's the matter? I can't find my cell phone. That's too bad. What are you gonna do? Well, first, I'm gonna go back to the bookstore. Maybe it's there. Great. I'll go with you. Why? Do you need a book? No, but I'm gonna buy some magazines. 2. They don't have my phone. This is terrible. Where are you gonna look next?
The post office? No, I'm gonna go to the drugstore. I hope it's there. Oh, cool. I'll go with you again. I need some ice packs for my elbow. Okay, let's go. 3. So, do you have it? No, it's not here. I'm really worried now. Let's see. What about the supermarket? Do you think it's there? No, I never go shopping there. But maybe it's at the department store. I'm gonna go there next. Can I come too? You're really nice, Tom, but I can go alone. No, really, I want to go. I need a new coat. 4. So, do you have your phone? No, I don't. I'm gonna ask at the coffee shop and then go home, because... What's that? Oh, it's my cell phone. It's here in one of my shopping bags under a sweater. That's wonderful. So, you're not going to the coffee shop then? Well, no. I have my phone now, so I can go home. Okay. I think I'll go to the coffee shop anyway. I really need a cup of coffee. You know what? I'll go with you. Okay. So, shall we check the answers? You got all of the answers? ဖြေအကုန်လုံးရလိုက်လား Check လုပ်မယ်နော် Okay, the first place. What does Tom need? Tom need? Magazine. Yes. Tony So far. Sam magazine. Yes, some magazine. Magazines လေးရတယ်နော် Okay, some ထည့်ချင်လည်းရပါတယ် Where is he going to get it? Oh, sure. Post Yes, Bookstore. bookstore. And the next, what does Tom need next? Did you catch it? Ice pack. iPad. Fine. You get it, no? And where does he going to buy it? Drugstore. Yeah, drugstore. drugstore. Yes, you're right. And 3. The other one is New coat. yes, coat. Where he gonna get it? Department store. Yes. Mm. Good. Last one. Tom need Coffee. A Yeah. cup of coffee. cup of coffee. And then where does he get it? Coffee shop. Yes, coffee shop. Okay. Okay, so all of them are correct. Great. So we're gonna go to conversation. Excuse me, can you help me? We'll do this one. Excuse me, can you help me? Is there a public restroom? So we will listen and then this time, like one line by one, we will try to translate it. Okay, let's listen to the conversation. Listen carefully. I will open 2 times. Page 87. Exercise 3. Conversation. Excuse me, can you help me? Listen and practice. Excuse me, can you help me? Is there a public restroom around here? A public restroom? I'm sorry, I don't think so. Oh no, my son needs a restroom now. It's an emergency. Let's see. Oh, there's a restroom in the department store on 3rd Avenue. Where on 3rd Avenue? It's on the corner of 3rd Avenue and Market Street. On the corner of 3rd and Market? Yes, it's across from the park. You can't miss it. Thanks a lot. Please listen one more time. Page 87. Exercise 3. Conversation. Excuse me, can you help me?
listen, and practice. Excuse me, can you help me? Is there a public restroom around here? A public restroom? I'm sorry, I don't think so. Oh no, my son needs a restroom now. It's an emergency. Let's see. Oh, there's a restroom in the department store on 3rd Avenue. Where on 3rd Avenue? It's on the corner of 3rd Avenue and Market Street. On the corner of 3rd and Market? Yes, it's across from the park. You can't miss it. Thanks a lot. So you are mute. Yes တယောက်ကိုတစ်ချောင်းစီလောက်ပြောကြည့်မယ်ပေါ့နော် Okay ဒီထဲမှာမသိတော့တိတ်မရှိလောက်ဘူးထင်တယ်နော်ရှိတယ်ဆိုလို့ရှိရင်ကြိုပြီးတော့ရှာထားလို့ရအောင်10မိနစ်လောက်ဖတ်ဖို့အချိန်ပေးပါမယ်ပြီးလို့ရှိရင်တစ်ချောင်းစီလောက်ဖတ်တာပြန်ကြည့်အောင်နော်ဒါတော့တစ်ခုစီလောက်ပေါ့ Okay, are you okay to explain me or should I explain you? တစ်ကြောင်းစီလောက်ရှင်းပြဖို့အဆင်ပြေမလားဒါမှမဟုတ်ဒီချက်ပဲရှင်းပြပေးရမလားဒါလေးကလမ်းညွှန်တဲ့ဟာလေးဆိုတော့နည်းနည်းလေးတော့တချို့စကားလုံးလေးရတော့မသိရပိုင်းပါမှာပေါ့နော်ရှင်းပြပေးပါမယ်နော်ပြီးမှ practice ကိုကွက်ကိုလုပ်ပါနော် Okay ဆိုတော့သွားနေပြီးတော့ဒီမှာ mother နဲ့ pass by ဆိုတာကလမ်းကနေဖြတ်သွားဖြတ်လာလူကို pass by လို့ခေါ်တယ်နော် pass by ဆိုတာက pass by ဆိုလို့ရှိရင်ကျမတို့တစ်ခုခုကနေဖြတ်သွားမှဆိုhe pass by me ဆိုလို့ရှိရင် तू ကကိုယ့်ဘေးနားကနေဖြတ်သွားတာကိုပြောတာအဲ့လိုမျိုးဆို pass by နဲ့တော့ he pass by in front of our house သူတို့အိမ်ရှိကနေပြီးတော့ तू ဖြတ်သွားတယ်ပေါ့ pass by က edge buff နော်ဒါပေမဲ့ဒီမှာ passer by ဆိုတော့ तू ကဖြတ်သွားတယ်လမ်းသွားလမ်းလာလူပေါ့နော် Okay Excuse me, can you help me? Is there a public restroom around here? ဒါဒီဟာလေးစကားပြောလို့ရန်ကောင်းတယ်ပေါ့နော် public restroom try လိုက်လို့မသုံးဘူး restroom နဲ့သုံးတယ်ပို့ပြီးရင်ကြည့်ပါတယ် excuse me တစ်ချက်လောက်ပေါ့နော်တစ်စိတ်လောက် can you help me ကိုညီလို့ရမလားတဲ့ Is there a public restroom around here? Around here ဒီနားလေးမှာပေါ့အဲ့တော့ဒီနားလေးပတ်ဝန်းကျင်ဆို around here လို့ပြောလို့ရဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင် is there a public restroom around here ဆိုလို့ရှိရင်ဒီနားမှာ public restroom များရှိမလားလို့ပြောတာဒါဆိုရင်ဒီ public restroom နေရာမှာကျမတို့ကြိုက်တဲ့ဟာထည့်သုံးပြရတယ်ဥပမာဆိုလို့ရှိရင် is there a supermarket around here ဒီနားမှာ supermarket ရှိမလား is there a cafe around here ဒီနားမှာ coffee ဆိုင်ရှိမလားအဲ့လိုမျိုးကိုကြိုက်တဲ့ဟာကိုအဲ့ဒီထဲမှာထည့်ပြီးတော့ပြောလို့ရတယ်နော်မေးခွန်းလုပ်လို့ရတယ်ပြီးတော့ passer ကနေပြန်ပြောတာ passer by ကပြန်ပြောတာ public restroom အများသုံးအိမ်နာဟုတ်လားတဲ့ I'm sorry I don't think so မရှိဘူးထင်တယ်ပေါ့နော်ဆိုတော့အဲ့နဲ့သူအမေကပြောတယ် Oh no my son needs a restroom အဲ့တော့သူ့ရဲ့သားလေးကဗာလဲ restroom သွားရမှာတဲ့toilet သွားမှရမှာပေါ့နော်အိမ်နာသွားရမှာတဲ့ Now it's an emergency အဲ့တော့သူကဗာလဲဒါအခုသွားမှရမှာပေါ့ emergency ဖြစ်နေတာပေါ့အဲ့လိုပြောတယ်ပြောတဲ့အခါကျတော့let's see စဉ်းစားခဏလေးစဉ်းစားလိုက်အောင်မယ်ပေါ့နော်အဲ့ဆိုရင် let's see လို့တောင်းလို့ရတယ်နော်
Oh, there's a restroom in the department store. အဲ့တော့ there's a restroom in the department store. department store ထဲမှာအဲ့မှာတဲ့ toilet ပေါ့နော်အိမ်သာရှိတယ်ပေါ့ on the avenue ကလမ်းနာမည်ကရိတ် avenue ဆိုတာရိတ်တာလမ်းကိုပြောရိတ်တာလမ်းပေါ့နော်ရိတ်တာလမ်းနံပါတ်3မှာရှိတယ်တဲ့အဲ့လိုပြောတယ်ဒါဆိုလို့ရှိရင်ကျမတို့အဲ့မှာလဲပတ်တန်လေးထည့်ပြီးတော့သုံးလို့ရပါတယ်ဘာလဲဆိုလို့ရှိရင် there's နဲ့ပြောတဲ့ဟာပေါ့နော်သူကနေရာတွေပြောတဲ့အခါကျရင် there နဲ့ပြောလို့ရတယ်ဒါဆိုလို့ရှိရင် there's ဒီမှာဆိုလို့ရှိရင် a restaurant in the department store on 3rd Avenue. There's a restaurant in the department store on 3rd Avenue. အဲ့တော့အဲ့ဒါကိုကျမတို့ကပြန်ပြီးတော့ကျမတို့ကနောက်တစ်ခုပေါ့နော်ဥပမာတခြားဟာတစ်ခုခုထည့်ပြောလို့ရမယ်နော်ဥပမာဆိုလို့ရှိရင် there's a ဘာထည့်ပြောရင်ကောင်းမလဲခုနက bookstore there's a bookstore ဆိုဘာမှရှိthere's a ခဏလေးthere's a newsstand sorry newsstand ဆိုတာလေသတင်းစာတွေရောင်းတဲ့စင်ကိုပြောတာ in the bookstore on the main street there's a newsstand in the bookstore on the main street ဒါဆိုရင်ဒီနေရာမှာကျမတို့ကထည့်ကျင်တဲ့ဥစ္စာကိုထည့်သုံးလို့ရအောင်เนาะအဲ့မှာဆို newsstand တစ်ခုရှိတယ်ဘယ်မှာလဲဆိုလို့ရှိရင် in the bookstore အဲ့ဒီနေရာမှာကြိုက်တဲ့နာမည်ထည့်ပြောလို့ရတယ်ဒါကကြတော့နေရာလမ်းနာမည်ပေါ့เนาะလမ်းနာမည်မို့လို့ on the main street လို့ပြောတာเนาะ okay အဲ့ဒါဆိုလို့ရှိရင်ဒါဒီလို sentence ကိုရထားပြီဆိုလို့ရှိရင်ဒီ sentence ထဲမှာကိုအလင်းတင်လို့ကိုသုံးလို့ရတဲ့ပုံစံမျိုးတွေအများကြီးရှိတယ်သူ့ကို fix ထားစရာမလိုဒီ sentence တစ်ခုကိုပုံစံမှတ်မိသွားပြီဆိုလို့ရှိရင်နောက်ထပ်အများကြီး practice လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုက where on the avenue အဲ့တော့ the avenue ဆိုတော့ဒီရိတ်တာလမ်းရဲ့ဘယ်နားမှာလဲတဲ့အဲ့ဆိုရိတ်တာလမ်းရဲ့ဘယ်နားမှာလဲကျမတို့ကြိုက်တဲ့နေရာကိုမေးလို့ရတယ်ဥပမာဆိုလို့ရှိရင်ဘယ်လမ်းရဲ့ဘယ်နားမှာလဲဆိုဒီလိုမေးလို့ရတယ် where on ပြီးရင်နောက်မှာလမ်းနာမည်ပေါ့နော်လမ်းနာမည်ပေါ့အဲ့တော့အဲ့လမ်းတော့ဟုတ်ပြီလေအဲ့လမ်းဒါပေမဲ့ဘယ်နားမှမသိသေးဘူးဒါဆိုရှင် where on 3rd Avenue အဲ့တော့ရိတ်တာလမ်းရဲ့ဘယ်နားမှာလဲဆိုတော့သူကဘာပြောတာလဲ is on the corner of 3rd Avenue and Market Street အဲ့တော့ဒီထဲမှာဆိုရင်လိုက်မှတ်လို့ရတာက on the corner ပေါ့နော်ကျမတို့ကအမြဲတမ်း in the corner လို့မသုံး on the corner နဲ့သုံးတယ်ပေါ့နော် on the corner ဆိုတာကကြတော့ down လို့ပြောတာ down ဘယ်လို down လဲဆိုလို့ရှိရင် 3rd Avenue 3rd Avenue and Market Street နဲ့ 3rd Avenue ရဲ့ down ပေါ့နော်စုံတဲ့နေရာမှာရှိတယ်တဲ့အဲ့ဒါဆိုလို့ရှိရင် on the 3rd corner လို့သုံးတယ်ပေါ့နော်ပြီးတော့ကျွန်တော်လမ်းစုံတွေတွေကိုလေ junction နဲ့သုံးတာထက် intersection နဲ့သုံးတာပိုကောင်းတယ်ပေါ့နော် intersection အဲ့တော့ဒီမှာကတော့လမ်းထောင်ပေါ့နော်လမ်းထောင်ဆိုကျွန်တော်တို့သိပါပြီ on the corner of 3rd Avenue and Market Street နဲ့ 3rd Avenue ရဲ့ထောင်မှာရှိတယ်တဲ့ on the corner of 3rd and Market အဲ့တော့ Market သူမှတ်မိအောင်ပြန်ပြီးတော့ repeat လုပ်တဲ့သဘောပေါ့နော်ဖတ်တဲ့သဘောပေါ့အော်တဲ့ဒါဆိုလို့ရှိရင်ဒီတတိယ sorry ရိတ်တာလမ်းပေါ့နော်ရိတ်တာလမ်းနံပါတ်3နဲ့ Market Street ရဲ့ Market လမ်းဈေးလမ်းရဲ့ထောက်မှာရှိတာလားတဲ့ yes is across from the park cross from လေးမှတ်ထားပါမျက်နှာချင်းဆိုင်လို့ပြောတာပါ across from is across from the park ဆိုရင် park နဲ့မျက်နှာချင်းဆိုင် opposite နဲ့သုံးလဲရတယ်ဒါပေမဲ့လမ်းနေညွှန်တဲ့အခါမှာ across from နဲ့သုံးတာများတယ် opposite တို့ in front of တို့ဆိုလို့ရှိရင်သူ့ရဲ့ရှေ့တက်ကြီးမှာရှိတယ်ဒါပေမဲ့ across from ဆိုလို့ရှိရင်ဟိုဘက်လမ်းဒီဘက်လမ်းပေါ့အဲ့တော့ဟိုဘက်လမ်းဒီဘက်လမ်းဆိုရင် across from နဲ့သုံးတယ်နော်အဲ့ဆို is across from the park ဒါဆိုရှင်ဒီဟိုဟာနဲ့ဆိုရင်ပန်းချန်နဲ့ဆိုရင်မျက်နှာချင်းဆိုင်ပဲဟိုဘက်လမ်းဒီဘက်လမ်းပဲပေါ့နော်
you can miss it အဲ့တော့မမှားနိုင်ဘူးတဲ့ thanks a lot ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုဒီ passage လေးဒီ conversation လေးတစ်ခုရထားတယ်ဆိုလို့ရှိရင်ကျမတို့ပြန်သုံးလို့ရတဲ့ပုံစံတွေအများကြီးရှိတယ်เนาะဒီ conversation ထဲမှာဆိုရင်အဲ့ဒါလေးတေချာမှတ်ထားပါဒီစာအုပ်ကိုGoogle Drive လုပ်ပြီးတော့Drive link လေးပို့ပေးထားမယ်ပေါ့เนาะအဲ့ဒါလေးပြန်ပြီးတော့ထောင်းပြီးတော့ zip ဖြီးပြီးတော့ပြန်ကြည့်ပါเนาะokay ဒါဆိုလို့ရှိရင်ဒါလေးကို practice လုပ်ကြည့်ပါမယ်အဲ့တော့သိရမယ်မှတ်ရမယ်ဥစ္စာလေးတွေကိုစာအုပ်ထဲမှာပြန်ပြီးတော့မှတ်ထားစေချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီ recording ကတင်ပေးရဆိုပေမဲ့တနားရီခွဲစာဆိုတော့ကြည့်ချင်မှကြည့်ကြတာလीအဲ့တော့ဒီကိုယ့်ကိုဒီလိုတချို့ဟာလေးရလိုက်မှတ်ထားလို့เนาะ recording ကတော့နောက်ပိုင်းမေ့သွားလို့ပြန်ပြီး lesson ကြည့်နေတဲ့အခါမျိုးတွေမှာပြန်ကြည့်လို့ရတာပေါ့เนาะဟုတ်တယ်ဟုတ်အဲ့ဆိုလို့ရှိရင်ဒါလေးကို practice လုပ်မယ်ပေါ့နော်ဒါလေးကို practice လုပ်မယ် practice မလုပ်ခင်မှာတစ်ခေါက်လောက်နားထောင်ကြည့်အောင်ပြန်ပြီးတော့ Page 87. Exercise 3. Conversation. Excuse me, can you help me? Listen and practice. Excuse me, can you help me? Is there a public restroom around here? A public restroom? I'm sorry, I don't think so. Oh no, my son needs a restroom now. It's an emergency. Let's see. Oh, there's a restroom in the department store on 3rd Avenue. Where on 3rd Avenue? It's on the corner of 3rd Avenue and Market Street. On the corner of 3rd and Market? Yes, it's across from the park. You can't miss it. Thanks a lot. Okay. So we're gonna practice this one. I'll practice long no? I would like to make the breakout rooms. And one will be with me actually. Oh, I will send this one beforehand. I will send this paper to you. Paperလေးပို့ပေးမယ်နော် Anyway. မနက်ဖြန်ကြလို့ရှိရင်အဲ့မှာတယောက်လမ်းညွှန်တဲ့ဥစ္စာလေးတင်ပေးမယ်နော်အဲ့မှာ on the corner တို့တခြားဘယ်လိုမျိုးပေါ့ဘယ်လိုလမ်းဆို roundabout တို့ဘယ်လိုမျိုးပြောရဲဆိုတာလေးတင်ပေးမယ်နော် ဟုတ်တယ် copy မ paste လိုက်မယ် Okay Zoom chat ထဲမှာ load is loading ပို့လိုက်ပါပြီ conversation လေးကိုစာရွက်ကလေးphoto format လေးနဲ့ပို့လိုက်တယ်နော် practice လုပ်ဖို့ဒါဆိုရှင် practice လုပ်ပါမယ်ညလုံးကနှစ်ထပ်တည်းဖြစ်လို့တိတ်ချကြည့်တော်နေထားတာOkay. Over. Okay, ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ speaking partner နဲ့အတူတူ practice လုပ်ပေးပါဒီ conversation လေးကိုconversation ကို practice လုပ်ချိန်6မိနစ်6မိနစ်9မိနစ်ပေးမယ်ပေါ့နော်9မိနစ် practice ကိုများများလေးအချိန်များများလေးလုပ်ပေးပါ